မြန်မာနိုင်ငံမှာဦးသိန်းစိန်ကောင်းဆောင်သောမြန်မာအစိုးရက1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေကိုအကောင့်တွေပေါ်ဖို့မနေ့ကအောက်တိုဘာလ1ရက်နေ့ကနေစပြီးတော့အကောင့်တွေပေါ်သွားမှာဖြစ်ပါတယ်ဒီ1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေဟာရိုဟင်ဂျာတိုင်းရင်းသားရိုဟင်ဂျာလူမျိုးစုနဲ့လုံးဝမသက်ဆိုင်ပါဒီ1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေဟာနိုင်ငံတကာဆန်ရှင်ဆန်လုံးနဲ့လုံးဝမကိုက်ပါ International Human Rights Law and International Norms နဲ့လုံးဝမသက်ဆိုင်ပါဒီ1982ခုနှစ်မြန်မာနိုင်ငံသားဥပဒေကိုဦးနေဝင်းကအနာရှင်ကောင်းဆောင်ဦးနေဝင်းကရခိုင်ပြည်ကောင်းဆောင်တချို့နဲ့ပုံပေါ်ပြီးတော့ရိုဟင်ဂျာလူမျိုးတို့တည်းလုံးကိုမြန်မာနိုင်ငံရခိုင်ပြည်နယ်ကနေလုံးဝမုံတုံတို့စန္ဒယူရရှာနဲ့ဒီဥပဒေကိုပြဋ္ဌာန်းထားခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ဒီ1982 citizenship law ကိုကျွန်တော်တို့ဒီနေရာကနေကျွန်တော်တို့လုံးဝကန့်ကွက်ပါတယ် We reject the 1982 citizenship law ဒီ 1982 citizenship law ကရိုဟင်ဂျာလူမျိုးတို့တည်းလုံးနဲ့လုံးဝသက်ဆိုင်မှုမရှိပါဒီဥပဒေဟာတိုင်းရင်းသားရိုဟင်ဂျာလူမျိုးစုရဲ့ဝေးရပါနိုင်ငံသားအခွင့်အရေးကိုလုံးဝဆုံးရှုံးအောင်ပြဋ္ဌာန်းတာဖြစ်ပါတယ်အဲဒီအတွက်ကြောင့်ကျွန်တော်တို့ဒီ1982 citizenship law ကိုကျွန်တော်တို့အမေရိကန်နိုင်ငံနယူးယောက်မှာဖွဲ့စည်းထားတဲ့ Rohingya Concern International နဲ့ Milwaukee မြို့တော် Wisconsin ပြည်နယ်မှာဖွဲ့စည်းထူထောင်ထားတဲ့ Rohingya American Society နဲ့တချို့အဖွဲ့အစည်းတွေအားလုံးပူးပေါင်းပြီးတော့ဒီနေ့ဒီ United Nations ရှေ့မှာကျွန်တော်တို့ဒီနိုင်ငံသားဥပဒေကိုလုံးဝကန့်ကွက်ရင်းနဲ့ကျွန်တော်တို့စံတာပေါ်ထုတ်ပါတယ်